Oppo A56 အလုံးတန်လေးတွေရောက်ထားပါတယ်ဘောစီတို့နော်အရောင်းဆုံးကာလာဆုံးရှိမယ်ဗျဒီကောင်လေးတွေနော် Ransit 128 kit နဲ့ပါကင်မရာနှလုံးလက်ပွေပါတယ်ဘယ်ရီယာမီယာဆိုလဲ9000ပါတယ်ဗျနော်ဒီကောင်လေးတွေကတိုက်စီအားသွင်းပေါက်လေးနေနေပါနော် Oppo A56 လေးတွေပါဗျနော်အပွန်းစင်ကင်းပါတယ်ဒီကောင်လေးတွေကနော် Play Store ဘာညာကွကအကုန်သုံးလို့ရတယ်ဒီကောင်လေး error အာမခံကျွန်တော်တလာပေးတယ်ဒီကောင်လေး Ransit 128 kit နဲ့ဗျနော်ကျွန်တော်ရောင်းချပေးမဲ့ဈေးကဒီကောင်လေးကို2,900,000ပဲပေးဗျာနော်2,900,000ပဲပေးပါအယောင်ဆုံးကာလာဆုံးရပါမယ်ဗျာနော်နေဝိဆိုကျွန်တော်ပစ္စည်းပို့ပေးမယ်ကားတင်ပေးမယ်ဗျာနော် Royal Express ရောက်တဲ့မြို့တိုင်းကိုကျွန်တော်တို့အိမ်ရောက်ငွေချေရစာပို့ပေးပါတယ်ဗျာနော်မန္တလေးမြို့တွေဆိုလဲကျွန်တော်တို့ဒလီနဲ့အိမ်ရောက်ငွေချေရစာပို့ပေးပါတယ်နေတွေဆိုလဲပို့ပေးပါတယ်အိမ်ရောက်ငွေချေနော်ဆိုင်ကိုလာရောက်ရွေးချယ်ဝယ်ခြင်းလဲဆိုတော့ဆိုင်လိပ်စာ58လမ်း123မှာရှိပါတယ်ကြီးတကူမြို့နယ်မန္တလေးမြို့မှာပါဗျာနော်ဖုန်းနံပါတ်လေးဆိုရင်399988 123ပါဗျာဖုန်းဆက်ပြီးတော့လဲမေးလို့ရတယ် Viber မှာလည်းမေးလို့ရပါတယ်ဗျာနော်